calorie အမြင့်ဆုံးဘန်းစီမဲ့ full body workout 5မျိုးကိုဒီနေ့မှာလုပ်ပြပေးပါမယ်။နန္ဒခုနောက်ပိုင်းဗီဒီယိုအရှိဒီမတင်ဖြစ်တာများနေပြီးဒီနေ့မှာနန္ဒက full body workout ကို5မျိုးလုပ်ပြပေးမယ်နော်။ပထမဆုံးတစ်ခုကတော့ squat ကနေပြီးတော့ reach ကိုဝင်ထားပြီးမယ်ရှူသွဲမဲ့ထိုင်စားရှူထုတ်ထားပြီးမယ် reach ကိုဝင်ထားပြီးမယ်ဒါကိုဘယ်ညာမှ1ကို10ချိန်ကနေပြီးတော့စကစားပြီးလို့ရတယ်နော်။အခုပြတာလေ့ကျင့်ခန်း5မျိုးလုံးကိုဇက်တိုင်းဝင်ပြီးတော့မှပဲ1 round လို့သတ်မှတ်ပြီးတော့တူတယ်3 round ကနေပြီးတော့4 round ကစားပြီးမယ်ဆိုလည်းရပါတယ်နော်။ဒီနေရာမှာနန်းထကအလေးကို 3kg သုံးထားပြီးရဆိုပေမဲ့ကိုကဒီထက်နိုင်နေဆိုလို့ရှင်တော့ 5kg သုံးလဲရတယ်မနိုင်ဘူးဆိုလို့ရှင်တော့ 1kg 2kg ပြောင်းသုံးမယ်ဆိုလဲရပါတယ်နော်ဒုတိယတစ်မျိုးအနေနဲ့ကတော့ silent damero knee drive ကိုဝင်ထားပေးထားပြီးမယ်သူ့ကိုဘယ်ညာပြီးပါလို့ရှင် up ဆိုပြီးဆွဲတင်ထားပြီးမယ်တိုင်မှာရှိရနော်1 2 and up 1 2 and up အဲ့ဒါဟိုမှာဘယ်ညာမှာ1ကို10ချိန်ဝင်ထားပြီးလဲရတယ်တကယ်လို့ကိုက10ချိန်ကိုကစားနိုင်နေဆိုလို့ရှိရင်တော့15ချိန်မဟုတ်လို့ရှိရင်အချိန်20ကစားပြီးလဲရတယ်စက္ကန့်နဲ့သွားမယ်ဆိုလို့ရှိရင်တော့45စက္ကန့်ကနေပြီးတော့စက္ကန့်50လောက်ထိဝင်ပြီးလို့ရပါတယ်နော်အခုပြထားတဲ့လေ့ကျင့်ခန်း5မျိုးလုံးက full body ကိုသုံးပြီးတော့ကစားပေးတာဖြစ်တဲ့ကြောင့်မို့ခန္ဓာကိုယ်မှာတစ်ခုလုံးရှိတဲ့အစီတွေကိုဘန်းစီပြီးတော့မဆိတ်ကိုပို့ပြီးတော့တန်ပါစေပါတယ်နော် heart rate မြင့်တဲ့လေ့ကျင့်ခန်းတွေကိုပဲတွဲထားပြီးလို့နားပြီးတော့ဝင်မယ်ဆိုလဲရပါတယ်တတရားတစ်ခုအနေနဲ့ကတော့ damage stream ကိုနန်းထက်ကတော့ jam နဲ့တွဲပြီးတော့ဝင်ထားပေးထားပြီးတယ်ရှူသွဲမဲ့ကွေးချရှူထုတ်ရင်လည်းလက်ကိုပခုံးနဲ့တံတန်းနဲ့ပဲဆန်ထားပြီးမယ်ထိုင်ချတဲ့ခါကျလို့ရှိရင်ဒူးနဲ့တင်မနဲ့တံတန်းနဲ့ထိုင်ချနိုင်တယ်ဆိုလို့ရှိရင်လည်းရပါတယ်နော်ဒီနေရာမှာနန်းထက်ကအလေးကို 3kg နှစ်သုံးထားပြီးတဲ့ဆိုရင်ပဲကိုကကက်တဘဲနဲ့သွားမယ်ဆိုလဲရတယ်ဒါမှမဟုတ်လို့ရှိရင် damage တုံးနဲ့ဝင်မယ်ဆိုလို့ရှိရင်လည်းရပါတယ်နော်ဒါကတော့နန်းထက်အချက်ရည်20ကစားပေးထားတယ်ကိုကဒီထက်နိုင်နေဆိုလို့ရှိရင်တော့30ကထားလဲရတယ်ဒါမှမဟုတ်ရှင်15ချိန်10ချိန်ကစားမယ်ဆိုလဲရပါတယ်နော်လေးမျိုးများလေ့ကျင့်ခန်းကတော့ plan ကနေပြီးတော့ damero ရဲ့ plan hold ရဲ့ကိုဝင်ထားပေးထားတယ်ဒီညမှာကိုကအလီဘက်မှာလက်မထောက်နိုင်ဘူးဆိုလို့ရှင်တော့အောက်မှာလက်ထောက်ပြီးတော့အလီကိုဆွဲပြီးတော့သွားမယ်ဆိုလဲရပါတယ်နော်အရင်ဆုံး plan ပုံစံထောက်ထားပြီးမယ်အလီတုံးကိုခါပြီးဥပညာဆွဲထားပြီးတော့ဘိုက်အောက်ကိုခုံမဲ့ပြန်ဆန့်ထုတ်ထားပြီးမယ်အဲ့ဒါမှ1လို့သတ်မှတ်ပြီးတော့10ချိန်ကနေစကစားပြီးလို့ရတယ်9နေဆိုလို့ရှင်တော့15 20သွားမယ်ဆိုလဲရပါတယ်ဒီနေရာမှာကိုကအလေးကြီးလေထောက်ကြတာပိုလွယ်လေးပဲအလေးသေးတဲ့ဆိုလို့ရှင်တော့တို့လက်နာတာတွေတော့ဖြစ်တတ်ပါတယ်နော်ကိုရဲ့ body weight ကိုမထိန်းနိုင်ဘူးဆိုလို့ရှိရင်တော့အလေးဝက်မှာမထောက်ဝင်နဲ့အောက်မှာထောက်ပြီးတော့သွားလို့ရပါတယ်။နောက်ဆုံးလေ့ကျင့်ခန်းတစ်ခုကတော့နန်ထက်က bar piece ကိုဝင်ထားပြီးထားတယ်။ bar piece ကိုနန်တက်ဒီမှာ 3kg ကိုတစ်ခါတည်း3လို့ဝင်ထားပြီးထားတယ်။တစ်ခါတည်းမှောက်ပြီးတော့အိတ်ချထားပြီးမယ်အရှိကိုခုံမယ်ပြီးရင်အပေါ်မခုံထားဘဲနဲ့နန်ထုတ်အလေးပါတာဖြစ်တဲ့အတွက်ကြောင့်မလို့ press ပုံစံပဲသွားထားပြီးမယ်။သူ့ကိုလည်းနန်တို့10ချိန်15ချိန်ဝင်ထားပြီးလဲရပါတယ်။ဒီရဲ့လေ့ကျင့်ခန်းကိုအစဆုံးမှာ1 round လို့သတ်မှတ်ပြီးတော့ total 3 round ကနေပြီးတော့4 round ကစားပြီးလို့ရပါတယ်။ကိုက basic ကနေပြီးတော့သင်တန်းတက်ချင်တဲ့ဆိုလို့ရှိရင်တော့နန်ထက်ရဲ့ online class တွေဖြစ်တဲ့ Zoom group training, Zoom personal training, video group training, video personal training နဲ့ Mi plan တွေလည်းရှိပါတယ်နော်။ download လုပ်ချင်တဲ့လူတွေအတွက်နန်ထက် YouTube မှာလည်းတင်ထားပေးပါမယ်။